အိန္ဒိယနိုင်ငံရဲ့နာမည်ကြီးဆုံးအသီးဝိုင်ကိုတင်တောက်ဖူးခြင်းပါသလားဒါကတော့အိန္ဒိယရဲ့နာမည်ကြီးတဲ့အသီးဝိုင်စက်ရုံပါပဲဒါပေမဲ့ဒီဗီဒီယိုကိုကြည့်လိုက်မယ်ဆိုရင်တော့ဘာလို့မမေ့နိုင်ရတာလဲဆိုတာသင်သိသွားပါလိမ့်မယ်အကုန်လုံးကတော့ဒီဥယျာဉ်ခြံထဲကနေစတင်ပါတယ်အလုပ်သမားတွေဟာကြွေကြနေတဲ့အသီးတွေကိုဂယုတစိုက်ကောက်เสียမလိုပါဘူးအသီးကောင်းတာမကောင်းတာလဲရွေးเสียမလိုပါဘူးဒီတိုင်းမြေကြီးပေါ်ကကောက်လိုက်ရုံပါပဲတန်ရှင်းเสียလဲမလိုပါဘူးအသီးတွေကိုအစ်စ်တွေထုတ်ကကန်ထဲကိုတခါတည်းတန်းထည့်ပါတယ်ကန်ကလည်းအယောင်တွေစွန့်ထစ်နေတဲ့ကန်အဟောင်းပါဒီမှာတော့တကယ်စွန့်ရည်တွေထုတ်သုံးပါပြီအတွေ့အကြုံရှိတဲ့အလုပ်သမားတွေဟာသူတို့ရဲ့လျှို့ဝှက်နည်းလမ်းကိုအသုံးပြုပါတယ်။ဟုတ်တယ်။တင်မြင်တဲ့အတိုင်းပါပဲ။သူတို့ဟာအသီးတွေကိုသူတို့ရဲ့ခြေထောက်တွေအသုံးပြုကကြိတ်ချေပါတယ်။ဘာဆက်ပစ္စည်းမှအသုံးမပြုပါဘူး။ခြေပလာနဲ့ထက်ကစောင်းဆောင်ပြီးနင်းပါတယ်။သူတို့ပြောတာကတော့ခြေထောက်နဲ့နင်းခြင်းဖြင့်တီဟိုဆေးရဲ့အနံ့အရသာကိုပိုရရှိစေပါတယ်။ပထမတစ်ခါကြိတ်ချေပြီးတန့်စင်တဲ့အရေးကြီးတွေရရှိပြီးနောက်ဒုတိယအကြိမ်ဆက်နဲ့ထက်ကြိတ်ပါတယ်။ထွက်ကြလာတဲ့အဖက်တွေကိုတေးသေးချာချာထက်ခါကျိုးနဲ့စီးနှောင်ပါတယ်။ပြီးနောက်အပေါ်ကကြောက်တုံးနဲ့ဖိချပါတယ်။အရည်တွေအကုန်အစင်ထွက်ကြလာပါတယ်။ဆက်နဲ့ကြိတ်တဲ့အရည်ကအနှဲငယ်နောက်ပါတယ်။နောက်ဆုံးအဆင့်မှာအရည်တွေကိုအချင်းဖောက်မဲ့အိုးတွေကိုပြောင်းထည့်ပါတယ်။တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှအနံ့ရတာပိုပြီးပြည့်စုံလာပါတယ်။အဖက်တွေကိုစစ်ချကအရက်ချက်အိုးတွေသို့ပြောင်းထည့်ပါတယ်။အရောနှောကင်းကတဘာဝအချင်းဖောက်ခြင်းကိုပဲအခြေခံထားပါတယ်။တင်တောက်ကြည့်မယ်ဆိုရင်တော့အတီးထက်ပိုတဲ့အရသာကိုခန်းစားရရှိမှာပါ။အလုပ်သမားတွေရဲ့ချွေးနဲ့ရင်းနှီးပေးဆက်ထားတဲ့နောက်ွယ်ကပေးဆက်မှုကိုသတိရရင်းနဲ့တောက်ကြည့်ပါ။